နေကြတဲ့တော်တော်ရှင်များအားလုံးမင်္ဂလာပါရှင်။စိုက်ပျိုးရေးကိုလုပ်ကိုင်နေကြတဲ့တောင်သူဦးကြီးတွေနဲ့စိုက်ပျိုးရေးဝါသနာပါသူတော်တော်ရှင်တွေအတွက်စိုက်ပျိုးရေးနည်းပညာတွေကိုမျှဝေပေးနေတဲ့တုဒ္ဒပရိသစိုက်ပျိုးနည်းပညာအစီအစဉ်ကိုအပတ်စဉ်ထုတ်လွှင့်ပေးနေပါတယ်။ဟုတ်ပါတယ်။ဒီကနေ့အစီအစဉ်မှာတော့စိုက်ပျိုးရေးဦးစီးဌာနကပေးပို့လာတဲ့ဗတ်ဆောင်အသုံးဝင်ဝါဥသီးနဲ့စိုက်ပျိုးကြစုဝင်ငွေရှန်ဆိုတဲ့ခေါင်းစဉ်နဲ့ဝါဥသီးနှံပင်အကြောင်းဝါဥပင်ရဲ့ဗတ်ဆောင်အသုံးဝင်မှုတွေနဲ့ဝါဥစိုက်ပျိုးနည်းစနစ်တွေအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တော်တော်ရှင်များရှင်ဝါဥပင်တွေမှာဝါဥအရင်နဲ့ဝါဥအရင်ဆိုပြီး2မျိုးရှိပါတယ်။ဝါဥအပင်တွေဟာတက်တော်ဥယျာဉ်ခြံတွေမှာအလေးကျပေါက်လေးရှိပါတယ်။အလေးကျပေါက်ပင်တွေကိုတူးယူရောင်းချရာကနေတဆင့်ဝါဥပင်ကိုစိုက်ပျိုးထုတ်လုပ်လာကြတာဖြစ်ပါတယ်။ဝါဥပင်တွေဟာအလွယ်တကူစိုက်ပျိုးဖြစ်ထွန်းတဲ့ရာသီသီးနှံပင်တစ်မျိုးဖြစ်ပါတယ်။ဝါဥအရင်ကိုချက်ပြုတ်စားတောက်ကြပြီးတော့ဝါဥအရင်တွေကိုတော့အချောက်ပြုတ်လုပ်ပြီးတရုတ်ပြည်ကိုတင်ပို့ရောင်းချကြပါတယ်။ဒါကြောင့်မို့ဝါဥပင်ဟာမိသားစုအတွက်အလွယ်တကူဝင်ငွေရရှိနိုင်တဲ့သီးနှံတစ်မျိုးဖြစ်ပါတယ်။မှန်ပါတယ်။ဝါဥပင်ကိုမိုးဥရာသီမေလမှာစတင်စိုက်ပျိုးနိုင်ပြီးဇာဥရာသီနိုဝင်ဘာလနဲ့ဒီဇင်ဘာလတွေမှာမြေပေါ်ပင်ပိုင်းညှိုးချောက်သွားချိန်မှာတူးဖော်ရိတ်သိမ်းနိုင်ပါတယ်။ဒါကြောင့်ဝါဥပင်ဟာတစ်နှစ်အတွင်းစိုက်ပျိုးထုတ်လုပ်နိုင်တဲ့သီးနှံဖြစ်ပါတယ်။စတင်စိုက်ပျိုးချိန်ကနေရိတ်သိမ်းတဲ့အချိန်အထိတဧကကျပ်9သိန်းခန့်ကုန်ကျနိုင်ပြီးတော့တဧကကနေဝါဥအချောက်2တန်ထွက်မယ်ဆိုရင်ကျပ်15သိန်းကျော်ရရှိနိုင်ပါတယ်။တဧကအကျိုးအမြတ်အနေနဲ့ကျပ်10သိန်းကျော်ရရှိနိုင်ပါတယ်။ဒါကြောင့်ဝါဥပင်ဟာတောင်သူတဦးချင်းရဲ့တဧကဝင်ငွေကိုတိုးမြင့်ပေးနိုင်တဲ့သီးနှံတစ်မျိုးဖြစ်ပါတယ်။မှန်ပါတယ်ရှင်။ဝါဥပင်ဟာတန်ဖိုးမြင့်ထုတ်ကုန်များစွာထုတ်လုပ်နိုင်တဲ့သီးနှံတစ်မျိုးလေးဖြစ်ပါတယ်။ဝါဥကနေထုတ်လုပ်နိုင်တဲ့တန်ဖိုးမြင့်ထုတ်ကုန်တွေကတော့အသင်စားအသားဓုစားကုန်များဂျယ်လီအမျိုးမျိုးခေါက်ဆွဲအမျိုးမျိုးကျုံမုံအစားထိုးဝါဥအမောစတဲ့စားတောက်ကုန်ပစ္စည်းတွေစေဆိုးပိုင်းရိုက်လုပ်ငန်းနဲ့စာရေးကိရိယာတွေမှာအသုံးပြုတဲ့ကော်ပြုလုပ်ခြင်းအလှကုန်ပစ္စည်းတွေမှာမျက်နှာပေါင်းတင်စေကော်ရည်ပြုလုပ်ခြင်းစေဝါပစ္စည်းတွေအနေနဲ့ကတော့ကိုယ်အလေးချိန်ရော့ကျစေခြင်းဝမ်းချုပ်ခြင်းအဝလွန်ကင်းခြင်းစီးကျူယောဂကုသခြင်းစီးကျူချေမအနာကုသခြင်းတိုင်းရိုက်ကုသခြင်းသွေးတိုးယောဂကုသခြင်းစတဲ့စေဝါများထုတ်လုပ်ရမှာအသုံးပြုခြင်းကိုလက်စတရောကျစေနဲ့အဆီကျန်စေများဖော်ဆက်ရမှာစေဝါအဖြစ်အသုံးပြုခြင်းစသဖြင့်ဝါဥကနေထုတ်ကုန်များစွာကိုထုတ်လုပ်နိုင်ပါတယ်။ဟုတ်ပါတယ်။ဝါဥဟာကျန်းမာရေးအတွက်ကောင်းမွန်တဲ့ဆေးတက်လက်လည်းဖြစ်နိုင်ပါတယ်။ဝါဥမှာအဓိကပါဝင်တဲ့ဓာတ်ဟာဂလူကိုမန်နန်ဖြစ်ပါတယ်။ဝါဥအပင်ရဲ့အမြစ်ကနေထုတ်ယူရရှိပြီးရေမှာပြုံးဝင်နိုင်တဲ့သဘာဝအမြင့်ဓာတ်တစ်မျိုးဖြစ်ပါတယ်။ကယ်လိုရီပါဝင်မှုအလွန်နည်းပြီးတော့ခန္ဓာကိုယ်အလေးချိန်ကိုလျှော့ချပေးတဲ့အတွက်ဝိတ်ချရမှာအသုံးပြုတဲ့ဖြည့်ဆွက်စာအဖြစ်အသုံးပြုနိုင်ပါတယ်။ဝါဥဟာအမြင့်တဲ့ကျွေဝါစွာပါဝင်တဲ့အတွက်ကြောင့်အစာအိမ်နဲ့အစာလမ်းကြောင်းတန့်ရှင်းစေပြီးအစာအိမ်နဲ့ဥလမ်းကြောင်းကင်ဆာဖြစ်ပွားခြင်းမှကာကွယ်ပေးပါတယ်။သွေးတွင်းကိုလက်စတရောကိုလည်းဆုပ်ယူဖယ်ရှားနိုင်တာကြောင့်နှလုံးရောဂါဖြစ်ပွားမှုကနေကာကွယ်ပေးပါတယ်။ပိုရှန်တကြားဓာတ်ကိုလည်းဆုပ်ယူဖယ်ရှားခြင်းကြောင့်စီးကျိုသွေးကျိုရောဂါဖြစ်ပွားမှုကိုကာကွယ်ပေးပါတယ်။ဒါကြောင့်ဝါဥဟာကျန်းမာရေးအရာစားသုံးသင့်တဲ့သီးနှံတစ်မျိုးဖြစ်ပါတယ်။မှန်ပါတယ်ရှင်။ဒါရီပြင်ဝါဥကိုနိုင်ငံတကာမှာခောက်ဆွဲမြင်ဂျယ်လီအသားတို့ပူတင်ကော်ဖီတကြားလုံးတွေအဖြစ်ပုံစံအမျိုးမျိုးပြုလုပ်ပြီးတော့စားတောက်ကြပါတယ်။အလှကုန်ပစ္စည်းတွေအနေနဲ့လည်းထုတ်လုပ်ကြပါတယ်။ကျန်းမာရေးအတွက်အထူးသင့်တော်တဲ့အတွက်တိုင်းရင်းဆေးနဲ့ခင်မီဆေးဝါးတွေအဖြစ်လည်းထုတ်လုပ်ကြပါတယ်။စက်မှုကုန်ကျန်းပစ္စည်းတွေအဖြစ်လည်းအမျိုးမျိုးထုတ်လုပ်သုံးစွဲကြပါတယ်။ဒါကြောင့်မို့နိုင်ငံတကာဈေးကွက်မှာဝါဥဟာဝယ်လိုအားများနေပြီးစီးပွားရေးအရာတွက်ချေကြိုက်တဲ့သီးနှံလည်းဖြစ်ပါတယ်။ဝါဥပင်ဟာဘက်စုံအသုံးဝင်ပြီးတော့စီးပွားရေးအရာတစ်နှစ်အတွင်းတေဧကမှာအကျိုးအမြတ်ကျပ်10သိန်းကျော်ရရှိနိုင်တဲ့အတွက်စိုက်ပျိုးတဲ့သီးနှံမျိုးဖြစ်ပါတယ်။ဝါဥစိုက်ပျိုးရမှာအထွက်နှုန်းကောင်းစေဖို့အတွက်ကိုတော့စနစ်တကျစိုက်ပျိုးရပါမယ်။ဟုတ်ပါတယ်။ဝါဥစိုက်ပျိုးမဲ့မြေကိုတေချာစွာရှင်းလင်းကထဲတလွာထွန်း2လွာထိုးပြီးတော့မြေပြုပြင်ပေးရမှာဖြစ်ပါတယ်။အဲဒီနောက်မှာတော့စိုက်တန်းစိုက်ခြင်းတွေပြုပြင်ရမှာဖြစ်ပါတယ်။ဝါဥမျိုးဥတွေကိုစိုက်ပျိုးဖို့စိုက်ခြင်းပြင်ရမှာစိုက်ခြင်းအတွင်းမြေမွတာပေါင်းမြက်တွေကောက်တာတို့ကိုပြုလုပ်ပြီးအပေါ်ယံဝါဥကိုမြေဖုံးမိယုံသားဖုံးအုပ်ပြီးစိုက်ပျိုးရမှာဖြစ်ပါတယ်။မျိုးဥကိုမြေကြီးအတွင်းအလွန်နဲ့အောင်မြုပ်ပြီးမစိုက်ပျိုးသင့်ပါဘူး။တဧကမှာတန်းကြား4ပေပင်ကြား2ပေစိုက်ပျိုးမယ်ဆိုရင်စုစုပေါင်းအပင်ဥယေ9445ပင်အနည်းဆုံးဝင်ဆက်နိုင်ပါတယ်။ဝါဥပင်တွေကိုပြုစုရမှာစိုက်ပျိုးထားတဲ့ဝါဥတွေဟာအညွန့်ထွက်ကမြေပေါ်အပင်ပိုင်းကြီးထွားလာပြီးအမြစ်တွေပေါ်လာရင်ပေါင်းတင်တာမြေဆွပြီးဘောင်းတင်ဘောင်းလုံးတာမြေဖုံးပေးတာတို့ကိုပြုလုပ်ပေးရမှာဖြစ်ပါတယ်။မြေစီလွာမှာရေမွေးစေဖို့အထူးပြုစိုက်ရမှာဖြစ်ပါတယ်။
စိုက်ခင်းအတွင်းမှာအရေးရအပင်တွေမရှိပါက60ရာခိုင်နှုန်းအရေးရစေဖို့အရေးတွေပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ဟုတ်ပါတယ်ရှင်။ဝါဥပင်ဟာပိုးမွှားရောဂါကြောင့်ရောက်မှုကြောင့်ပျက်စီးမှုနေပါတယ်။တခါတရံရွက်စားပိုးတွေကြောင့်ရောက်တတ်ပါတယ်။စိုက်ခင်းအတွင်းပေါင်းမြက်နှိမ်နှင်းခြင်းမြေဆွပြီးပေါင်းတင်ခြင်းလုပ်ငန်းတွေဆောင်ရွက်ရမှာဝါဥကိုထိခိုက်မိပြီးဒဏ်ရာမရအောင်အထူးဂရုစိုက်ရပါမယ်။ဝါဥပင်စီကိုထိခိုက်မိပြီးဒဏ်ရာရမယ်ဆိုရင်တော့ပုံရိပ်ရောဂါဝင်ရောက်နိုင်ပါတယ်။ဥရီဒဏ်ရာရပြီးပုတ်ဆပြုချိန်မှာပုတ်နေတဲ့အပိုင်းကိုဇွန်းနဲ့ကလော်ပြီးပုတ်နေတဲ့အသားတွေကိုချစ်ယူပြရပါမယ်။ပုတ်နေတဲ့အသားတွေကုန်သွားပြီဆိုရင်တော့မြေသားနဲ့လူးနယ်ပြီးဖောက်အုပ်ပေးထားမယ်ဆိုရင်ပုံရိပ်ပျက်စီးခြင်းကနေကာကွယ်ပေးနိုင်ပါတယ်။ဝါဥပင်ဟာအရိတ်တံခံနိုင်တဲ့သီးနှံဖြစ်တဲ့အတွက်ရာဘာငှက်ပြောထောပတ်အုံစတဲ့နှစ်ရှည်ပင်များအကြားမှာဂျားသီးနှံသီးညက်အဖြစ်လင်းစိုက်ပျိုးနိုင်ပါတယ်။ဒါကြောင့်နှစ်ရှည်ပင်များမှာဝင်ငွေမရရှိသေးခင်ဂျားသီးနှံအဖြစ်စိုက်ပျိုးတဲ့ဝါဥပင်များမှာနှစ်ချင်းဝင်ငွေရရှိနိုင်ပါတယ်။မှန်ပါတယ်ရှင်။ဝါဥပင်ဟာကျန်းမာရေးအတွက်ကောင်းမွန်ခြင်းနဲ့တန်ဖိုးမြင့်ထုတ်ကုန်အမျိုးမျိုးထုတ်လုပ်နိုင်ခြင်းတို့ကြောင့်ဗတ်စုံအသုံးဝင်တဲ့သီးနှံတစ်မျိုးဖြစ်ပါတယ်။ဒါအပြင်စိုက်ပျိုးသူတောင်သူတွေအတွက်အကျိုးအမြတ်များပြီးတွက်ချေကြိုက်တဲ့အတွက်ကြောင့်စိုက်ပျိုးသင့်တဲ့သီးနှံတွေဖြစ်ပါတယ်။တောင်သူဦးကြီးတွေအနေနဲ့ဗတ်စုံအသုံးဝင်လာတဲ့ဝါဥသီးနှံကိုစိုက်ပျိုးခြင်းအဖြစ်တနေ့တရာဒီအတွင်းတဧကမှာအကျိုးအမြတ်ကျပ်10သိန်းကျော်ရရှိနိုင်တဲ့အတွက်ဝါဥသီးနှံကိုတိုးချဲ့စိုက်ပျိုးကြဖို့ဒီကနေ့တူတာကလေးကစိုက်ပျိုးမှုပညာအစီအစဉ်ကနေအကြံပြုတင်ပြလိုက်ပါတယ်။တော်တာရှင်များအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေရှင်။